Buddha Tadana Yaburaya Tadana Pelu Satingere Sura Tishi Nale Buluad Let's see Nitaro let's see Pagam Yudu Mudari Alunga TV Dama Fide Todo Durade Buwa Bivadi Tidi Dama Nitam Biro Yabura Tadanaro below T Saula Gajare Kane Chinima Blue Shide now Anagaka Blue Shile Me Surago Matame Nibene Kudina ye Chini Dishina level look at the book. She was a Yabuda ye Tadana Surago Yinsanachi Buddha Tadana Surabago Korale Pagan area Mashijare Payabatu Siri Mu Korala Domho Yandangari ne Jongan Nigu Korala Sura Buddha Tadana Sura Payabatu Siri Mu le Koram Hofu Jongan ne Yandangari Koralem Hofu Wagu Korado so Yabuda ye so ama Piaga Bagu Soma get the name Yosabia ye Soma Da ye Chida no Yabuda ye Soma go Tishi na level load Chiga Sabi of Yomeso Yosabia Bagu Horu Chiga of Yomeso Kama Wada Kandaya Changu Myasapya Hore To Kandayaga Liviro Tolu de Ajudia Kangai Jugu Lekan Yonchi de Sure Ajuwada Erago Hobyoge Kangole Dima Bude Kanga Ajupi de Judiare Dima Bude Elu Dima Pure Yenema Chipolare Kansura Shire, Kanye Josura Shire Lu Adiniam Senza Vido Lekande Domo Lekande Adinia Kamadagata Tamadeti Lukore Ero Tamadeti Sure Sagalonha Boravadari Yenema Shire Dudri had Tamadeti Chomane mean Shijare Chomane mean Sura Vale do say Candia Sura Shire, Kai Josura Shire Eri Candiane, Candiai Jodi Dale Kunet the Sine, Yapide Lu Lekayom Jimu Tenia David Prince Jacado Kudu Candidale Good Go also Pide Lu Sabi Janganema, Kudu Gangu Udibi Puna Shide Dodo Kamadagada Damadeti The Chadi the Nari Nilai Mesui Yasabia Kamadagada Damadeti Minga Paro so Siankaman Great Nandi Kalianawa Babagamwa Tata Kamada Tada Voida Ma Hora Kangaye Mini de Kui Siankaman Great Nandi Kalianawa Babagamwa so that David Babiora Kauna look, Makona look Kolodemia Adoti ha Kolodemia Koyanema Pitwade Sirenadi ha Koyanema Pitwade Sirenaye Kaunju Soju Kobe Kanzayame Muikayame so that Mima Pit Kauna Loing Kaune Jew Muikayama Pibi Makona Loing Makone Jew Muikayame Da Kamadagata Mime no Timmy have low ye or Sena Tama Aviano
ကိုလို့တာကိုနဲ့သက်ဆိုင်တယ်လို့ဆိုတဲ့ဒီအမြင်ငါကောင်းတာလုပ်ရင်ကောင်းတာရမယ်မကောင်းတာလုပ်ရင်မကောင်းတာရမယ်ဆိုတဲ့ဒီအမြင်ဟာဘလောက်အရေးပါတယ်လဲဆိုရင်လူဘဝမှာလူတော်လူကောင်းဖြစ်ဖို့အတွက်လမ်းကြောင်းချပေးခြင်းပဲဖြစ်တယ်စဉ်းစားကြည့်လေကောင်းတာလုပ်လို့ဆိုတာလုပ်လို့ကောင်းတာလုပ်လဲကောင်းတာမဖြစ်ပါဘူးဆိုတာလုပ်လဲဆိုတာမဖြစ်ပါဘူးလို့ယူဆတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာကိုလုပ်ပါမလားမလုပ်ဘူးသူဟာအကောင်းအဆိုးယုံကြည်မှုမရှိဘူးကောင်းတာလုပ်လဲခဏခေတ်မှလဲလူတွေမျက်စိလဲစရာရှိတယ်ပေါ့မကောင်းတာလုပ်တဲ့လူတွေကြီးပွားနေတယ်ကောင်းတာလုပ်တဲ့လူတွေကမွဲနေတယ်ကြီးပွားခြင်းမွဲခြင်းဟာတခြားအကြောင်းရှိတယ်သို့တော့အဲ့ဒီအကြောင်းကိုမသိဘဲနဲ့ကောင်းတာလုပ်လို့မွဲတယ်မကောင်းတာလုပ်လို့ချမ်းသာတယ်လို့အမြင်ဆောင်းသွားတဲ့လူတွေလည်းရှိတယ်တကယ်ကတော့သဘာဝတရားဆိုတာကောင်းတာလုပ်ရင်ကောင်းတဲ့အလုပ်ဒီကောင်းကျိုးကိုပဲပေးမှာဖြစ်တယ်မကောင်းတဲ့အလုပ်ဒီမကောင်းကျိုးကိုပေးမယ်သို့တော့ကံတရားရဲ့အကျိုးပေးမှုဟာအခုလုပ်အခုမဟုတ်ငရုတ်ဒီစားလိုက်မယ်ဆိုရင်အခုစားအခုဆက်တယ်မဟုတ်လားကံကအဲ့လိုမဟုတ်ဘူးငရုတ်ဒီနဲ့မတူဘူးထုံအိုးတဲ့အခုလက်၌လက်ဖြူသွားမယ်နော်ကတ္တရာဘုံနဲ့ခုလက်၌ခုလက်မဲသွားမယ်အဲ့ဒါနဲ့မတူဘူးကံကြတော့ဗာနဲ့တူတော့ဆိုတစ်ပင်စိုက်တာနဲ့တော့တူပြတစ်ပင်စိုက်တာကြတော့တရေပင်လေးတစ်ပင်စိုက်တဲ့ထားကနေစိုက်လက်ဖြန်ပေါက်တစ်ဘက်ကတည်းသီးစားလို့မရဘူးအချိန်တစ်ခုကိုစောင့်ရတယ်ကံတရားဟာဒီတိုင်းပဲအဲ့ဒီလိုအချိန်တစ်ခုစောင့်ပြီးတော့မှတစ်ပင်များသည့်အချိန်တန်မှအသီးသီးတယ်လို့ကံတရားဟာလည်းကိုယ်ရင်နဲ့ရောက်သွားရင်တဖြည်းဖြည်းရင့်လာပြီးတဲ့အခါမှာရင့်ကျက်လာပြီးတဲ့နောက်မှာသူကအကျိုးကိုဖြစ်ပေါ်စေတာဖြစ်တယ်ထမင်းချက်တာတောင်မှအခုချက်အခုစားလုံးဝမရသေးတာစောင့်ရအောင်မှာပေါ့အမြန်ဆုံး3မိနစ်စောင့်ဆိုတာကြားဘူးကြတယ်မဟုတ်လားနော်ထမင်းစားခြင်းတောင်မှ3မိနစ်ဆိုပြောကြသေးတယ်မဟုတ်လားအနည်းဆုံးတော့စောင့်အောင်မှာပဲအဲ့လားကံတရားဆိုဒီမှာအခုလို့အခုမကြုံပေးဘူးနော်အခုကြုံပေးဘူးမျိုးစိတ်လိုပဲသူအကျိုးမပေးတော့အပိုင်း3ပိုင်းနဲ့ကံတရားကအကျိုးထုတ်လို့တာဖြစ်တယ်လူရဲ့ရင်ထဲမှာဖြစ်သွားတဲ့စေတနာဇောတွေဟာပထမဆုံးဖြစ်တဲ့စေတနာဇောရဲ့စွမ်းအားကအလွန်ကြီးမကြီးသည့်အတွက်ကြောင့်အကျိုးပေးရရှိရင်ဒီဘဝအတွင်းမှာပဲအကျိုးပေးသွားတယ်အဲ့ဒါကိုဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်အဲ့ဒီတဲ့အင်အားကောင်းတဲ့တတမေဇောလို့ခေါ်တယ်နောက်ဆုံးအဆင့်မှာရောက်တဲ့အင်အားပြည့်တဲ့ကံကြတော့ဒုတိယဘဝမှာကျုပ်ပေးတယ်သူစောင့်ရမယ်တည်တည်ချမ်းမဲ့ထီအောင်စောင့်အောင်သူခုချက်ချင်းကျုံပေးဘူးခုချက်ချင်းကျုပ်ပေးတဲ့ကံသည်ဘဝကြီးအပြောင်းလဲဖြစ်တော့တော့မလုပ်နိုင်အပြောင်းလဲဖြစ်တော့မလုပ်နိုင်ဒိဋ္ဌဓမ္မဝေရဏိယကံကဒီလောက်အာမကောင်းဥပပိစ္ဆဝေရဏိယကံကြတော့မျက်စိလေးနှလုံးမှိတ်ပြီးတေတိချမဲ့သူကျုပ်ပြီးအပရာပရိယဝေရဏိယကံအပရာပရိယဝေရဏိယကံကြတော့တတိယဘဝလောကစပြီးတန်တရားထဲမှာရှိနေသမျှကလည်းဘလို့အခွင့်တာရင်ကျုပ်ပေးတယ်ခွင့်မတာရင်ကျုံပေးသေးဘူးကံကို3မျိုး3စားခွဲပြီးတော့ဒီလိုအကျိုးပေးမဲ့အနေထားတစ်ခုကကွဲပြားသွားတယ်တပင်တပင်ကအသီးသီးတဲ့အခါမှာ3မျိုးခွဲကြည့်လိုက်ပေါ့တချို့အသီးကနုနုနဲ့ကျွေသွားတာအောင်ရှိတယ်နုနုနဲ့ကျွေသွားတယ်တချို့အသီးကမမှဲ့သေးခင်ကျွေသွားတချို့အသီးကမှဲ့ပြီးမှကျွေသွားအဲ့ဒါလိုပဲကံတရားဟာလည်းပဲ
လူတွေရဲ့ရင်ထဲမှာလောက်တာအခုလုံးအခုကြိုးပေးတာမရှိဘူးနော်အဲ့ဒါကြောင့်မို့လူတွေဟာကောင်းတာလုံးလဲကောင်းတာမဖြစ်ပါဘူးဆိုးတာလုံးလဲဆိုးတာမဖြစ်ပါဘူးဆိုတဲ့အတွေးတစ်ခုပေါ်လာတယ်အဲ့ဒီအတွေးဟာဒီအသိပညာမလုံလောက်သည့်အတွက်ကြောင့်မျှော်မှန်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့်ဒီလိုအတွေးမျိုးကိုတွေးမိတာပဲဖြစ်တယ်ကံမပြောနဲ့ဝုန်းုပ်စေးတောက်ရင်အခုတောက်အခုဝန်းသွားလားအတိုင်းတာတစ်ခုတော့ဆောင်းအောင်သေးတယ်နော်ဆေးလဲအခုတောက်အခုရတာမဟုတ်ဘူးကံတရားဟာလည်းအခုလို့အခုမဖြစ်ဘူးအကယ်၍အခုလို့အခုဖြစ်မဲ့ဆိုရင်မကောင်းတဲ့ကံဘယ်သူလုပ်ရဲမလဲအပေကြမဲ့ကံဆိုချက်ချင်းအပေကြသွားမှသူကြောက်တာပေါ့ကောင်းတာလုပ်ရင်လည်းအခုချက်ချင်းနတ်ကြီးဖြစ်သွားမှဆိုရင်လည်းလောက်ကြမှာပေါ့နော်အဲ့တော့ကံရဲ့သဘောတရားဟာကံတစ်ခုကအကျိုးပေးနေတဲ့အချိန်မှာဈာဖြတ်ပြီးတော့ရုပ်တရက်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးဈာဖြတ်ပြီးတော့ဝင်ရောက်လာရင်တော့ဥပိ္ပစေတကကံလို့ခေါ်တယ်နော်အင်းအားအလွန်ကြီးမားလာရင်တော့ဈာဖြတ်ပြီးတော့ဝင်ရောက်လာတတ်သေးတယ်ကံဆိုတော့ဘာပဲဖြစ်ဖြစ်ကံတရားရဲ့သဘောတရားကိုနားလည်ပြီးငါတို့ဒီကောင်းတာလုပ်ရင်ကောင်းကျိုးချမ်းသာကိုအမွေခံရမှာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အမွေကိုခံရမယ်တမန်အဖြစ်ထင်ရှားအောင်ပြောပြမယ်ဆိုရင်ခဏခဏစိတ်တူတတ်တဲ့ပုဂ္ဂိုလ်တယောက်ရဲ့မျက်နှာသည်ပြုံးလို့ရလို့မရတဲ့မျက်နှာမျိုးကြီးဖြစ်နေတတ်တယ်သူ့ကြည့်လိုက်လို့ရှိရင်နော်အချိုးမပြေတဲ့မျက်နှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ तू ကခဏခဏစိတ်ဆိုးတာစိတ်ဆိုးတဲ့အခါကိုယ့်အကိုမှန်နေချီတာဘယ်လိုပုံစံနှုံးဆိုတာ။သို့မဟုတ်စိတ်ဆိုးနေတော့ဓာတ်ပုံလေးရိုက်ခိုင်းတာ။အဲ့လိုကြည့်လိုက်ရင်စိတ်ဆိုးနေတဲ့လူတယောက်ဒီရုပ်အစင်းလှပတော့လည်းပဲစုပုတ်နေတဲ့မျက်နှာကြီးကဘယ်လိုလုပ်ပြီးတော့အဆင်ပြေမလို့စိတ်ဆိုးပါများလို့ရှိရင်အဲ့ဒီမျက်နှာပုံကြီးကအကျော်သေးသွားသလိုဖြစ်ပြီးမွေးတိုင်းအဲ့ဒီမျက်နှာမျိုးကြီးနဲ့ဖြစ်တတ်တယ်ဒါကံရဲ့အကျိုးတရားပဲဒါအပေါ်ဆုံးလေးကိုပြပြနော်ပေါ်တာလေးကိုပြပြအဲ့ဒါလိုမဟုတ်ဘဲနဲ့မေတ္တာထားပြီးလူတကာနဲ့ဆက်ဆံရေးပြည့်ပြည့်တယ်ဘယ်သူပေါ်မှာမုန်းတိတဲ့စိတ်တွေမရှိဘူးမေတ္တာရှိတယ်ကျင်နာရှိတယ်ဆက်ဆံနိုင်ဟာပြုံးရွှင်တဲ့မျက်နှာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်ရဘဝမှာရှုပ်ချောတယ်စင်နာတယ်ဒီအရာမျိုးရဘာလို့လဲဆိုရင် तू လုတ်ကြတဲ့က तू ပြုံးရွှင်ရွှင်နေတာဟုတ်အဲ့ဒါထင်ရှားတာတခုပြောပြတာအခုဘဝမှာစာမသိပေမသိလေးလာဖတ်ရှုခြင်းမရှိလို့ပြင်းပြီးတော့စားစရာနေစရာဝတ်စရာလောက်တင်လုပ်ပြီးတဲ့အခါမှာအပြင်းထူနေတဲ့ပုဂ္ဂိုလ်သည်ဒီဘဝမှာလည်းဘာမှအသိဉာဏ်မရသည့်အရာဘူးနောက်ဘဝကျတော့လည်းနလပိန်တုံးဆိုဖြစ်တယ်နော်ပညာမဲတဲ့ပုဂ္ဂိုလ်ဖြစ်တာဘာမှမသိတာနော်ဘာမှမသိဘူးဆိုရင်စဉ်းစားကြည့်လေပကံမျိုးမနေတဲ့လူတွေပကံသမိုင်းကိုအကုန်လုံးသိကြရလားလို့မေးချင်နော်ဘာလို့မသိတာမလေ့လာဘူးစိတ်မဝင်စားဘူးဆိုမသိဘူးဒါလေ့လာတဲ့ပုဂ္ဂိုလ်လောက်ပဲသိကြတာဖြစ်တယ်အဲ့တော့မလေ့လာပဲနေခြင်းသည်မသိခြင်းအကြောင်းတစ်ခုပဲမလေ့လာရင်မသိဘူးဆိုတဲ့အဖြေအတိုင်းပဲဖြစ်ရဘဝမှာမလေးလာဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာအသိဉာဏ်နဲ့ပါသွားတယ်အေးလေးလာတယ်လိုက်စားတယ်ဖတ်တယ်ရှုတယ်စုံစမ်းတယ်မေးမြန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဉာဏ်ပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ကိုလှုပ်တာကိုရတယ်ဆိုတာအဲ့ဒါပြောတာကံဆိုတာကိုလှုပ်တာကိုရတာအဲ့ဒါပြောနော်ကိုမလှုပ်ရင်တော့ဘာတစ်ခုမှရမှာမဟုတ်ဘူးကိုလုံးမှကိုရတယ်အဲ့ဒီသဘောတရားကိုလက်ခံယုံကြည်တဲ့မြင်ကိုဘာခေါ်တော့ဆိုကမ္မတက္ကတာတမ္မာဒိဋ္ဌိတဲ့
ဗုဒ္ဓဘာသာဖြစ်ရင်အ ਨੇ ဆုံးအဲ့ဒီကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ဖြစ်ကံကံဤကျိုးယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်မှရှေ့ကိုဆက်သွားလို့ရကံကံဤကျိုးကိုညင်းပယ်လိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေနဲ့သွေးဖီသွားပြီသူကနော်သွေးဖီသွားပြီကဲစဉ်းစားကြည့်အောင်ကံကံဤကျိုးကိုလက်ခံသူနဲ့လက်မခံသူဒီနှစ်ယောက်ပဲကြည့်လက်ခံသူကဘယ်လိုစဉ်းစားလက်မခံသူကဘယ်လိုစဉ်းစားမလဲလက်မခံသူစဉ်းစားပုံလေးကိုကြည့်ကိုယ့်ဟာကိုယ်လည်းစဉ်းစားကြည့်ပေါ့ငါကံကံဤကျိုးလက်မခံဘူးဆိုရင်ဘယ်လိုလုပ်လဲအေးကောင်းတာလုပ်လဲကောင်းကျိုးမရပါဘူးမကောင်းတာလုပ်လဲကောင်းကျိုးမကောင်းတဲ့ကျိုးမရပါဘူးဒါတွေကအပို့ပဲကိုလှုပ်ချင်တာလုပ်မယ်ဆိုတဲ့လူတယောက်ဟာကိုလှုပ်ချင်တာလို့ဆိုကြတဲ့ကောင်းတာလှုပ်ချင်တာနည်းတယ်မကောင်းတာလှုပ်ချင်တာများအဲ့ဒီပုဂ္ဂိုလ်ရဲ့ဘဝကိုကြည့်လိုက်မယ်ဆိုရင်အကောင်းဘက်သွားမလားအဆိုးဘက်သွားမလားအေးကံကံဤကျိုးလက်မခံဘူးဆိုကြတဲ့အဆိုးဘက်ရောက်သွားပြီသူလမ်းကြောင်းပေါ်ရောက်ဖို့မရှိတော့ဘူးသူကလက်မခံတာကောင်းတာလုပ်ဖို့မစဉ်းစားတော့အေးကံကံဤကျိုးယုံကြည်လက်ခံတဲ့ကမ္မတက္ကတသမဒိဋ္ဌိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြတော့စဉ်းစားတယ်မကောင်းတာလုပ်ရင်ဆင်းရဲဒုက္ခရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကဟောထားတယ်အေးကောင်းကျိုးဆိုးပြစ်စွာရှိတယ်ငါကဆင်းရဲဒုက္ခကိုကြောက်တယ်ကောင်းကျိုးချမ်းသာရခြင်းနဲ့ဆိုဆင်းရဲဒုက္ခကိုရစေတတ်တဲ့အကုသိုလ်တွေကိုရှောင်ပြီးတော့ချမ်းသာဒုက္ခကိုရစေနိုင်တဲ့ကုသိုလ်ကောင်းမှုတွေလုံးမပဲဆိုပြီးဟောကောင်းတဲ့အလုပ်တွေလုပ်လာပဲဘုရားတော့ဘုရားဗတဝင်သူတော်စင်တွေစဉ်းစားကြည့်ကုသိုလ်ကောင်းမှုတွေလုပ်နေကြတာဟာအနည်းဆုံးနောက်ဘဝချမ်းသာဖို့လူတွေပြောရရှိတယ်တို့မရှိလို့မလှူလို့မရှိဒီတန်တရားကထွက်နိုင်မှာမဟုတ်ဘူးရှိတာလေးတော့လှူမှပဲဆိုရအတွေးလေးတွေဝင်လာကုသိုလ်ကောင်းမှုတော့လုပ်မှပဲကုသိုလ်ကောင်းမှုမလုပ်ရင်တန်တရားမှာလူဘဝနှိမ့်ချသွားလိမ့်မယ်ကုသိုလ်တော့လုပ်မှပဲဒါယုံကြည်တာပဲလေအဲ့ဒါလိုယုံကြည်လို့ကောင်းတဲ့အလုပ်တွေဟာလုပ်ဖြစ်သွားတာအဲ့တော့ရလက်အနေနဲ့ကြည့်မကောင်းဘူးလားလမ်းကြောင်းပွင့်သွားတယ်လို့ပြောအဲ့ဒါလိုမဟုတ်ဘဲနဲ့ငါတို့ဟာဘုရားသခင်ကဖန်ဆင်းလို့ဘုရားသခင်ရဲ့အလိုတော်ချပဲလို့ဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကောင်းတာလုပ်ဖို့စဉ်းစားမှမဟုတ်တော့ဘူးနော်ဘာလို့လို့ဆိုရင်သူ့ကိုဆုံးဖြတ်ပေးနေတာကိုလုပ်တဲ့အလုပ်ကဆုံးဖြတ်ပေးတာမဟုတ်ဘဲနဲ့ဘုရားသခင်ကအဆုံးဖြတ်ပေးတာဘုရားသခင်ကိုပဲထိုင်ရှိခိုးနေဖို့ဆုတောင်းနေဖို့ blessing ပေးပါလို့ဒါပဲရှိတော့မှာပေါ့နော်ကိုယ်ကိုယ်တိုင်လှုပ်တဲ့လှုပ်ထိုက်တာကိုမလှုပ်ကြတော့အဲ့တော့ဒါကြောင့်မို့လို့ဘုရားဘာသာဖြစ်ဖို့ရာကံကံဤကျိုးလက်ခံသိမြင်တဲ့ကမ္မတက္ကတာတမဒိဋ္ဌိဉာဏ်ရှိရမယ်လို့ပြောအဲ့ဒါမရှိရင်လူတော်လူကောင်းကိုမဖြစ်နိုင်ဘူးနော်ကံကံဤကျိုးယုံကြည်လက်ခံမှလူတော်လူကောင်းဖြစ်တယ်လို့သူတို့မှတ်သားကြနော်နောက်တစ်ခုပြောရမယ်ဆိုလို့ရှိရင်ကံကံဤကျိုးလက်ခံပြီးဆိုလူတော်လူကောင်းဖြစ်တယ်မြတ်စွာဘုရားကလူတွေကိုမဆိုးသွမ်းအောင်မနဲ့ထိန်းဟောဆိုရင်ကမ္မတက္ကတာသမာဓိဋ္ဌိဉာဏ်နဲ့ထိန်းပေးတာတခြားဘာသာတွေကြတော့ဘုရားဒီဖန်ဆင်းရှင် God ဆိုတာနဲ့ထိန်းတာလေသူတို့လည်းအကျိုးသက်ရောက်မှုတော့ရှိတဲ့တော့ရှိပါနော်မကောင်းတဲ့အလုပ်ကနေပြီးတော့မလုပ်ဖို့ထိန်းပေးတာကြတော့ကောင်းပါဘုရားဘာသာတွေကြတော့အမှန်သိပြီးတော့ဒီလူတွေရဲ့ကိုယ်ကျင့်တရားကိုထိန်းပေးတယ်။ဘာနဲ့ကိုယ်ကျင့်တရားထိန်းလို့ဆိုအေးမကောင်းတာလုပ်ရင်မကောင်းကျိုးရလိမ့်မယ်ကောင်းတာလုပ်မှကောင်းကျိုးရလိမ့်မယ်ငါကိုယ်ကျင့်တရားပြပြလို့မဖြစ်ဘူးကိုယ်ကျင့်တရားကောင်းအောင်လုပ်မှဖြစ်မယ်ဟောဒီအတွေးဝင်လာနောက်တစ်ခုကျတော့ဘာလဲထိန်းလို့ဆိုလို့ရှိရင်ကိုယ်ကျင့်စာတရားနဲ့ထိန်းရသော်ဗျာကိုယ်ကျင့်စာတရားဟောတာနဲ့
လူတွေကိုလူတော်လူကောင်းဖြစ်အောင်ထိမ့်ပေးထားတယ်ဘလို့ထိမ့်ပေးတော့ဆိုငါမကြိုက်တာကိုသူများလုပ်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးအဲ့တော့ကိုချင်းစာတရားထားတယ်ကိုမကြိုက်တဲ့လုပ်ပါလို့သူများလုပ်မှလည်းမလုပ်ပါနဲ့မလုပ်ချင်ပါဘူးကိုမလက်မခံနိုင်တဲ့အရာကိုသူများကိုတော့မလုပ်ပါနဲ့ဆိုတော့ဟောဒီတွေးရလည်းပဲလူတော်လူကောင်းဖြစ်ဖို့မရောက်စေဘူးလားရောက်စေတာပဲဒါကြောင့်မို့ကိုချင်းစာတရားဆိုတာလည်းလိုအပ်တယ်ကမ္မတက္ကတာကိုချင်းစာတရားဆိုတာတော့ရိုးရိုးစဉ်းစားတာကိုနဲ့နှိုင်းဆပြီးတော့စဉ်းစားတာမြတ်စွာဘုရားဟောတဲ့တရားထဲမှာကိုချင်းစာတရားကိုပါဠိစကားလုံးနဲ့ပြောပါဆိုရင်အတုပနာယိကလို့ခေါ်တယ်အတ္တဥပနာယိကကိုနဲ့နှိုင်းရှင်ပြီးတော့ကြည့်တာဘယ်အလုပ်ပဲဖြစ်ဖြစ်ဥမာမဲ့သူများကိုဆဲမယ်ဆိုရင်ငါဆဲရင်ရောကြိုက်မလားဟောမကြိုက်ဘူးငါကိုလာဆဲရင်ငါမခံနိုင်ဘူးအဲ့တော့ငါလည်းသူများမဆဲနဲ့ငါကိုရိုက်ရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူများမရိုက်နဲ့ငါပစ္စည်းလာပြီးတော့မတရားယူရင်ငါကြိုက်မလားမကြိုက်ဘူးအဲ့တော့သူပစ္စည်းတော့မယူနဲ့ဆိုဟောကိုယ့်ကိုလူတော်လူကောင်းဖြစ်အောင်ကိုချင်းစာတရားထားတရမမန္တမြာတေမှာကြောက်ကြတာကြီးပဲရိုက်နေခံရမှာတို့အပြစ်ဒဏ်ခံရမှာတို့ကြောက်ကြတာကြီးအဲ့တော့သူများကိုရိုက်နေဖို့ဒုက္ခပေးဖို့မစင်စားနဲ့ကိုယ်လည်းဒုက္ခကြောက်တယ်သူလည်းဒုက္ခကြောက်အစဉ်ပြေတာကိုအလုံးကြိုက်ကြတယ်ဒါကြောင့်မို့သူတို့တတ်နိုင်အစဉ်ပြေအောင်ပဲလုပ်ပေးမယ်အစဉ်မပြေအောင်မလုပ်ဘူးဟောဒါဒီအတွေးနှစ်ခုဟာလူတော်လူကောင်းဘဝသို့ရောက်အောင်ပို့ဆောင်ပေးတာ ਨੇ တူတူပဲအဲ့ဒီအတွေးမရှိဘူးဆိုရင်လူတော်လူကောင်းဖြစ်ဖို့ခက်တယ်လူတော်လူကောင်းဒါကြောင့်မို့ဒီအတွေးဟာတမန်အလွယ်လေးလို့မအောင်မိတ်နဲ့မြတ်စွာဘုရားပွင့်မှသို့မဟုတ်သူတော်ကောင်းတွေနဲ့ကြုံတဲ့အခါမှာဒီအတွေးမျိုးရရှိတာဖြစ်တယ်အနုဘုဆိုရင်လူတွေရဲ့စိတ်ဓာတ်မှာဘာရှိတော့ဆိုအင်အားကြီးတဲ့ပုဂ္ဂိုလ်ကအင်အားနည်းတဲ့ပုဂ္ဂိုလ်ကိုအနိုင်ကျင့်တာပဲဖြစ်တယ်။ဗိုလ်ကြတယ်ဆိုတာနော်။ဗိုလ်ကြတယ်ဘူလီလို့ခေါ်တယ်ဗိုလ်ကြစိုးမိုးတာ။အင်အားမရှိတဲ့ပုဂ္ဂိုလ်အင်အားရှိတဲ့ပုဂ္ဂိုလ်ကဖိနှိပ်တယ်ညှဉ်းပန်းတယ်နှိပ်စက်တယ်။တိရစ္ဆာန်လောကကြည့်လိုက်လေ။တိရစ္ဆာန်လောကကြည့်လိုက်အင်အားကြီးတဲ့အကောင်ကအင်အားမကြီးတဲ့အကောင်ကိုတတ်စားနေတာပဲလေ။တော့လူလောကမှာအဲ့ဒီအနေအထားမျိုးကကောင်းတဲ့အနေအထားမှာမဟုတ်တာတိရစ္ဆာန်လောကအနေအထားမျိုးရောက်သွားနိုင်တယ်ပေါ့ဗိုလ်ကျစိုးမိုးတယ်ဆိုတာကောင်းတဲ့အလုံးမဟုတ်တော့ဘူးညာတာတယ်ကျင်နာတရားထားတယ်ဒုနဲ့ဒုရမင်းကူညီတယ်ဆိုတာလူသားတွေအတွက်တမိုးချီမာတဲ့အရာဖြစ်တယ်ဒါကြောင့်ကိုကျင့်တရားကိုဗာနဲ့ထိန်းလို့ဆိုကမ္မတက္ကတာသမာဓိဋ္ဌိနဲ့ထိန်းတယ်နောက်တစ်ခုကဗာနဲ့ထိန်းကိုကျင့်စာတရားနဲ့ထိန်းကိုကျင့်စာတရားဆိုတာမေတ္တာနဲ့အကျဉ်းနာပဲဖြစ်တယ်တနည်းအားဖြင့်ပြောရင်မေတ္တာနဲ့ကရုဏာပေါ့နော်အဲ့ဒါနဲ့ထိန်းသိမ်းတာလောကကြီးတစ်ခုလုံးဟာလူသားပြီးတူမနှိမ့်ဆက်ဖို့မညှင်းဆဲဖို့အနိုင်မကျင့်ဖို့ဆိုတာလေကံကံရဲ့အကျိုးကိုသိမြင်ခြင်းအပြင်နဲ့ထိန်းတယ်ကိုကျင့်စာတရားဖြစ်တဲ့မေတ္တာကရုဏာနဲ့လည်းထိန်းတယ်လို့ဒါဟာမြတ်စွာဘုရားရဲ့အဆုံးအမပဲအခြေခံကြတဲ့အဆုံးအမအဲ့ဒီအခြေခံကြတဲ့အဆုံးအမပျောက်ကွယ်သွားပြီဆိုရင်စဉ်းစားကြည့်ကံကံရဲ့အကျိုးကိုလက်မခံဘူးဘုရားသခင်ကတတ္တဝါတွေကိုတတ်ပြီးပူဇော်ရင်သူ့ရဲ့ကောင်းကင်ဘုံရောက်တယ်ဆိုရင်တတ်ကြတာပဲလေရှင်နဲ့ပူဇော်တယ်ဟောကောင်းကြီးပေးတယ်ဆိုတတ်ကြမှာပဲလူတွေဟာကိုချင်းစာတရားဆိုတာကင်းမဲ့ပြီးတော့တူနိုင်ခြင်းတဲ့ဘဝမျိုးရောက်ရှိသွားတယ်အဲ့ဒါအဆင့်ရောက်သွားရင်လူဟာဒီတိရစ္ဆာန်အဆင့်ရောက်သွားခြင်းပဲဖြစ်တယ်ပေါ့ဒါကြောင့်တို့တွေဟာမြတ်စွာဘုရားရဲ့ဆုံးမကိုသိရှိနားလည်ကြသည့်အတွက်ကြောင့်လူအစဉ်တန်းမှာလူသိက္ခာရှိနဲ့နေနိုင်ကြတာလို့သူတို့အောက်မေ့ပြီးတော့နော်လူသိက္ခာနဲ့နေနိုင်ကြတာဟာမြတ်စွာဘုရားရဲ့ဆုံးမကြောင့်ပဲဖြစ်တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဆုံးမဒါရင်လားလို့ဆိုမဟုတ်သေးဘူးဒါအခြေခံနဲ့ပြောတာ
ကာမတက္ကတာသမ္မာဒိဋ္ဌိပြီးလို့ရှိရင်ဝိပဿနာသမ္မာဒိဋ္ဌိတဲ့အဲ့ဒီဝိပဿနာသမ္မာဒိဋ္ဌိဆိုတာဝိပဿနာဝိဆိုတာထူးခြားတဲ့ပဿနာရှုမြင်သုံးသပ်မှုသူများတွေနဲ့မတူတဲ့ထူးခြားတဲ့ရှုမြင်သုံးသပ်မှုတနည်းအားဖြင့်ပြောမယ်မမြဲတဲ့သဘောဆင်းရဲတဲ့သဘောအလုံးကမြဲတဲ့ထင်းနေတဲ့ထဲမှာမမြဲတဲ့သဘောအလုံးကချမ်းသာလို့ထင်းနေတဲ့ထဲမှာဆင်းရဲတဲ့သဘောအလုံးကကိုလို့ရင်ဖြစ်တယ်လို့ထင်းနေတဲ့ထဲမှာကိုလို့ရင်ကိုလို့တိုင်းမဖြစ်ဘူးဆိုတဲ့အနတ္တသဘောအဲ့ဒီလိုကွဲကွဲပြားပြားရှုမြင်တတ်တဲ့အသိဉာဏ်ကိုဝိပဿနာလို့ခေါ်တယ်အဲ့ဒီဝိပဿနာသိပေနဲ့သမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်တစ်ခုကမ္မတက္ကတာသမ္မာဒိဋ္ဌိဆိုတာတော့ဖျားမပွင့်လဲပဲပညာရှိသူတော်ကောင်းတွေရဲ့ဆုံးမကိုရတယ်ယသိသူတော်စင်တွေဖျားမပွင့်တဲ့အချိန်မှာပစ္စေကဗုဒ္ဓတွေသူတော်ကောင်းတွေပညာရှိတွေရဲ့ဆုံးမနဲ့ကမ္မတက္ကတာသမ္မာဒိဋ္ဌိအသိဉာဏ်ကိုရနိုင်ကြတယ်ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာကြတော့ဖျားပွင့်မှပဲရတယ်ပစ္စေကဗုဒ္ဓစီကတော့မရနိုင်ရသော်ဘုရားပွင့်မှဝိပဿနာသမ္မာဒိဋ္ဌိဆိုတဲ့အသိဉာဏ်ရတယ်မြတ်စွာဘုရားကဘာပြောခဲ့သလဲဘာဟောခဲ့သလဲဆိုပြိဋိဘံသံဃာနီးမှာသူပတ္တဆိုတဲ့ပြပိုက်ကလာပြီးတော့မေးတဲ့အခါမှာမြတ်စွာဘုရားကသူပတ္တအဲ့ဒါတွေမေးမနေနဲ့အချိန်မရှိဘူးငါရှင်းရှင်းပြောလိုက်မယ်မဂ္ဂင်၈ပါးအကျင့်တရားမရှိဘူးဆိုလို့ရှိရင်အစဉ်၄မျိုးဟာမရှိနိုင်ဘူးတဲ့သောတာပန်သက္ကရာကအနာဂံဆိုမရှိနိုင်ဘူးငါရဲ့အတွေ့အကြုံနှစ်ပေါင်း52နှစ်အတွေ့အကြုံပြောလိုက်မယ်တဲ့ဝိပဿနာသမ္မာဒိဋ္ဌိရဲ့တစိတ်တတိသာဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တော်ဒီသာသနာရဲ့အပြည့်မှာမရှိဘူးအပြည့်အစုံဟောဖို့ဆိုတာမဆိုထားပြီတစိတ်တတိသာတော့ဟောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူး52နှစ်အတွေ့အကြုံဆိုတာဘာပြောတာလဲမြတ်စွာဘုရားရဲ့အလောင်းဟာ29နှစ်တောထွက်တယ်တောထွက်ပြီးတရားကျင့်တာဘယ်နှစ်6နှစ်ဘုရားဖြစ်နဲ့တရားလှည့်ဟောတာ45နှစ်45ရဲ့6ရဲ့ပေါင်းတဲ့အခါအဲ့ဒီ52နှစ်ကိုပြောတာအဲ့ဒီ52နှစ်တရားရှာတရားဟောတဲ့အတွင်းမှာကြည့်လိုက်ဝိပဿနာတရားနဲ့ပတ်သက်ပြီးတော့အပြည့်အစုံမပြောနဲ့တစိတ်တည်းသာလေးဟောနိုင်တဲ့ပုဂ္ဂိုလ်တော်မှာပဲဒီသာသနာမှတပါးတခြားမှမရှိဘူးအဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိသည်ဘုရားဘာသာဝင်တို့ရဲ့မြတ်စွာဘုရားရဲ့ကိုယ်ပိုင်တရားဖြစ်ပြီးတော့ဘုရားဘာသာဝင်တို့တဲ့အကောင်းဆုံးလက်ဆောင်ပဲဖြစ်တယ်ဘုရားပွင့်မှရတဲ့ဓမ္မလက်ဆောင်ပဲနော်အဲ့ဒီလက်ဆောင်ကိုဘုရားပွင့်ရဲ့တန်းနဲ့ကိုယ်တိုင်လည်းလုံးနိုင်ရဲ့တန်းနဲ့မယူလိုက်ဘူးဆိုရင်တော့မယူတဲ့လူပဲနော်မယူလိုက်လို့မိုက်တယ်ထင်ပေါ့ကိုအဲ့ဒါယူလိုက်ပြန်တော့ကြိုက်တယ်ထင်အဲ့တော့မေခွေရဲ့ကြပြလို့ဖြစ်သွားလိမ့်မယ်မြတ်စွာဘုရားဟောထားတဲ့ဝိပဿနာဆိုတဲ့ဟာဘုရားပွင့်မှာပဲရကဲဒါဖြင့်ဝိပဿနာဉာဏ်ဆိုတာဖြစ်နိုင်သလားဖြစ်တာပေါ့ပကံဘုရားတွေလှည့်ပြီးတော့ဖူးကြည့်ပြီးတော့တနေ့တစ်ချိန်တုန်းကကြက်ပြတ်မကြစီကားတဲ့ဒီပကံဒေသကြီးဟာခနေ့တော့ဖျားပြက်တွေနဲ့ဟိုနာကြည့်လိုက်လဲပြိုကျပြက်နေတဲ့ဖျားတွေပြင်းထားတာတွေနဲ့အနောထမင်းကြီးဆိုတာပဲရောက်သွားတော့ကျက်စင်မင်းကြီးဆိုတာပဲရောက်သွားတော့အလောင်းစီသူဘုရင်ကြီးဆိုတာပဲရောက်သွားတော့တွေ့သေးလားကဲအဲ့ဒါတွေကိုတွေးပြီးတဲ့အခါကျတော့ဘယ်ဟာမှမမြဲပါလား
တနေ့ကျတော့ငါတို့လည်းပဲဒီကဘာမြေပေါ်ကပျောက်သွားကြအောင်မှာပဲလို့မစင်စားသင့်ဘူးလားစဉ်းစားပါဗျာအဲ့ဒါလို့စဉ်းစားရင်ကိုပဲဝိပဿနာဉာဏ်ရဲ့အစာရသွားဆိုလိုတာကအဲ့ဒါလို့လေးကစပြီးတော့ကိုရှင်တဲ့နှလုံးထဲမှာအတွေးလေးတွေပေါ်ဖို့လိုတယ်ဒီအတွေးကိုအထင်မသေးလေနဲ့ဒီအတွေးသည်နောက်ဖျားပွင့်တဲ့အခါမှာအလွယ်တကူယဟန္တာဖြစ်ဖို့သောတပန်ဖြစ်ဖို့အတွက်အထောက်အကူဖြစ်တယ်ဒီအတွေးလေးတောင်မတွေးမိဘူးဆိုလို့ရှိရင်တော့အဲ့ဒါဖျားပြက်တွေကြောင်းကံပြက်တွေအဟောင်းတွေတွေးပြီးဒီလိုလေးမှမတွေးတတ်သေးဘူးဆိုလို့ရှိရင်နောက်ဖျားနဲ့တွေးလဲဒီခေါင်းနဲ့ဒီဟာရောက်မှာမဟုတ်တော့အဲ့ဒါကြောင့်မို့လို့နေစဉ်နဲ့အများအဲ့ဒီတွေးဖို့လိုတယ်တွေးရမယ်တစ်ချိန်တုန်းကဒီနေရာဟာမတန်စီကားခဲ့တယ်ခဏဒီလိုမဟုတ်အဲ့တော့စဉ်းစားရမှာဘယ်ရာပဲဖြစ်ဖြစ်သင်္ခါရဆိုတဲ့အရာတွေဟာထာဝရပြောင်းလဲပျက်စီးနေတဲ့အရာတွေသာဖြစ်တယ်ငါတို့ဟာမမေ့မလျော့တရားဓမ္မဝိကျင့်ကြကြုတ်ကိုအထုံးမှဖြစ်မယ်ဆိုတဲ့အတွေ့လေးတွေးပြပါကြားဖို့ရမို့လားရှင်ဆုလဘအလောင်းဟာဘယင်ဖြစ်တုန်းကမြို့လှဲ့တယ်မြို့လှဲ့ပြီးတော့ချွေးထွက်တဲ့အခါမှာသူ့လက်ထက်မှာပါလာတဲ့ပဝါလေးနဲ့နှစ်ဖူးကိုတုပ်လိုက်တယ်တုပ်ပြီးပြန်ကြည့်လိုက်တဲ့အခါဖွေးစွနေတဲ့ပဝါလေးဟာညစ်ပေသွားတယ်အဲ့ဒီညစ်ပေသွားတာဒီမစင်စားဘူးဆိုရင်ဘာမှရအောင်သူကစဉ်းစားလိုက်တယ်အော်ငါခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးအမတန်တန်ရှင်းစင်ကြယ်တဲ့ဒီဘဝလေးတောင်ညစ်ပေသွားပါလားခန္ဓာကိုယ်ကြီးကတလောက်မတန်ရှင်းပါလားဆိုတဲ့အတွေးလေးဟာကောရမဘုရားလက်ထက်ရောက်လာတဲ့အခါမှာပဝါပိုင်းလေးပေးပြီးတော့မြတ်စွာဘုရားရဇောဟရဏလို့ရှုခိုင်းတာနဲ့ယာနာဖြစ်သွားလေမှန်ပါဗျာအဲ့ဒီကနေအထောက်ကူပြုတယ်လို့ဒီလိုမှတ်အဲ့တော့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာလေးကဘယ်ရာမှမမြဲဘူးဆိုတာသာဝရရွေးရှားနေတယ်နောက်ဆုံးမှာဒီပကံမျိုးရဲ့အနီးမှာဆိုရင်အေယဝတီမြစ်ကြီးစီးဆင်းနေတာတွေ့ရတယ်အဲ့တော့အေယဝတီမြစ်ကမ်းကိုသွားပြီးထိုင်ကြည့်လိုက်လို့ရှိရင်လေမြစ်ရည်တွေကစီးနေတာမနေ့ကရေတွေရှိသေးလားဒီနေ့မနေ့ကရေတွေရောဟုတ်ကဲ့လားဟုတ်ပါဘူးဗျာပြောင်းလဲနေတယ်ဆိုတဲ့သဘောတရားကိုစဉ်းစားမိဖို့လိုအပ်တယ်ဟုတ်ပါဗျာအဲ့ဒါတွေမစဉ်းစားနဲ့အပြင်ကအာယုန်လေးယူပြီးတော့ကိုယ့်ကိုယ်လည်းပြန်စဉ်းစားလိုက်အောင်မနှစ်တုန်းကငါရုပ်ဒီနှစ်ငါရုပ်ကွာသွားပြီအဲ့ဒီကနေတဖြည်းဖြည်းကျင့်ကြည့်လိုက်မနေ့တုန်းကငါရုပ်ဒီကနေ့ငါရဲ့ရုပ်ခန္ဓာနန္တရားတွေခန္ဓာတွေဟာကွာသွားပြီမတူတော့အိမ်ပြန်လို့ရှိရင်အစစ်အမှန်နဲ့ပြန်နိုင်မှာမဟုတ်ဘူးကော်ပီနဲ့ပဲပြန်ရမှာဖြစ်တယ်ဟုတ်လားအိမ်ပြန်သွားလို့ရှိရင်လူတိုင်းဟာကော်ပီပဲကြံတယ်အစစ်ကရှိသေးလားရှိပါဘူးဗျာမွေးခါစားတော့ကရုပ်လေးဘယ်သူမှကြံတော့ဘူးလေအဲ့ဒါမူရင်းပဲအဲ့ဒီမူရင်းမကြံဘူးအခုကကော်ပီကပြောင်းလာတာတနေ့ပြီးတနေ့တရက်ပြီးတရက်နိုင်ပိုင်းနဲ့ပြောင်းနေတဲ့ကော်ပီတွေအချိန်နီးရင်တော့မှတ်မိသေးတယ်တော်တော်လေးกว่า10နှစ်အနည်း20ကြာမှပြန်တွေးရင်ကိုဘသူပါဟိုကလည်းပဲဘသူပါဆိုတာပြောယူမှပဲမှတ်မိကြတော့မှာမဟုတ်လားအဲ့ဒါကြောင့်မလို့ရွေးနေတာဟာချက်ချင်းကြီးရွေးသွားတာမဟုတ်ဘူးတနေ့ပြီးတနေ့တစ်စက္ကန့်ပြီးတစ်စက္ကန့်ရွေးပြောင်းလဲနေတဲ့သဘောလေးကိုတခဏလေးပဲဖြစ်ဖြစ်ကိုယ့်အိမ်မှာကိုနေရင်ကနေပြီးစဉ်းစားပါအဲ့ဒါဝိပဿနာဉာဏ်တဲ့အခြေခံပဲလို့သူတို့ဆိုလို့ဝိပဿနာရဲ့ဉာဏ်အခြေခံလေးဝိပဿနာသမ္မာဒိဋ္ဌိလေးဖြစ်ပြီးမမြဲဘူးဆိုတာတွေသိရင်ဒီလောက်သိလိုက်တာနဲ့ဘလောက်ထိအောင်အကျိုးသက်ရောက်မှုရှိသွားတော့ဆိုရင်ပစ္စည်းပေါ်မှာတွေ့တာမှုလူတွေပေါ်မှာတွေ့တာမှုရောကြသွားတယ်နော်တွေ့တာမှုရောကြသွားတာနဲ့တပြိုင်နက်ရင်ထဲကတောကလည်းရောကြသွားတယ်အပြီးသက်မချေမုန်းနိုင်သေးရင်မဖြုတ်နိုင်သေးရင်
လျှော့ချဖို့တော့လိုအပ်တယ်လို့ဆိုမလျှော့နိုင်လို့ရှိရင်လူတွေမှာဘာဖြစ်တော့ဆိုတောကတွေရှိတယ်တောကကအလုံးပေါ်မှာရှိသလားဆိုမရှိဘူးတွေ့တာတဲ့ပုဂ္ဂိုလ်ပေါ်သို့မဟုတ်တွေ့တာတဲ့ပစ္စည်းပေါ်မှာသာတောကဖြစ်တယ်ကိုမပိုင်နဲ့တိုက်အိမ်ကိုမပိုင်နဲ့ကားပြီးတဲ့ပါသွားတယ်ဆိုဘာဖြစ်လဲဘာဖြစ်ပါ့မလဲကိုပစ္စည်းမဟုတ်ရင်ဘာမှဖြစ်ကြဘူးမဟုတ်လားလူလဲကိုမသိတဲ့လူတယောက်သိသွားရင်ဘာဖြစ်လဲဘာဖြစ်ဘူးတဏှာပါတယ်တော့ပြောခြင်းပြောမယ်ဒါပေမဲ့မတုံလို့ဘူးလေကိုဆွေတဲ့မျိုးတဲ့ကဆိုရင်မလို့ဖြစ်ကိုဆွေတဲ့မျိုးတဲ့မဟုတ်ကိုရဲ့အရင်အချကြီးဆိုရင်လူတွေဟာနေမထိတိုင်းမဖြစ်ဘာကြောင့်အဲ့လိုဖြစ်ရလဲသူလဲလူပဲကိုလဲလူပဲကျန်တဲ့လူတော့ဘာကြောင့်မဖြစ်လဲတွေ့တာမှုမရှိရင်မဖြစ်ဘူးတွေ့တာမှုရှိရင်ဖြစ်တယ်အဲ့ဒီတွေ့တာမှုကိုဝိပဿနာဉာဏ်နဲ့လျှော့ချရမယ်လို့ပြောတာနော်လျှော့နိုင်ရမယ်လျှော့နိုင်ရင်ယင်ထဲကတောကကိုဖယ်ရှားလို့ရသွားတယ်အဲ့ဒါဝိပဿနာရဲ့လက်တွေ့ခံစားရမယ်အကျိုးတရားပဲဖြစ်မြတ်စွာဘုရားကဒါကိုဟောကြားဆုံးမတာပဲဖြစ်တယ်ဒါကိုဗုဒ္ဓသာသနာမြတ်ဗုဒ္ဓရဲ့သာသနာလို့ခေါ်တယ်နော်အဲ့ဒီလိုမြတ်ဗုဒ္ဓရဲ့သာသနာမှာလိုက်နာကျင့်သုံးရမယ့်အချက်တွေကဘာတွေတော့ကိုကျင့်သီလရဲ့တမန်ပုဂ္ဂိုလ်တွေဆိုရင်၅ပါးသီလလုံမှုလိုတယ်သူစရိုက်တရား10ပါးအတိုင်းလိုက်နာဖို့လိုအပ်တယ်ဒါနကောင်းမှုအတိုင်းတာတစ်ခုနဲ့လုပ်ဖို့လိုအပ်တယ်သီလပြည့်စုံပြီးတဲ့အခါမှာကိုယ်ရင်ထဲမှာရှိတဲ့တတိတွေတိုးပွားလာအောင်ရှင်ထဲမှာရှိတဲ့အသိဉာဏ်တွေတိုးပွားလာအောင်လေ့ကျင့်မှုလိုအပ်တယ်ဘာဝနာလို့ခေါ်တယ်အဲ့ဒီဒါနသီလဘာဝနာဆိုတဲ့လုပ်ငန်းစဉ်300မြတ်စွာဘုရားရဲ့အဆုံးအမတရားပဲဖြစ်တယ်ပေါ့ကိုလိုက်နာရင်လိုက်နာတော့အကျိုးရှိမှာပဲမလိုက်နာရင်မလိုက်နာဘူးဆိုတဲ့အကျိုးတွေပြက်ပြမှာပဲပေါ့နော်မလိုက်နာရင်အကျိုးမရှိဘူးလိုက်နာမှအကျိုးရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်ဆေးမတော့ဘဲနဲ့ယောဂပျောက်တဲ့ဆိုတာရှိလားရှိပါဘူးဗျာယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာဆေးတောင်းအောင်မှဖြစ်တယ်ဆေးကသာယောဂပျောက်စေတယ်ထို့တူပဲရသော်ဘုရားရဲ့အဆုံးအမတရားကိုလိုက်နာကျင့်သုံးမှုမပြုဘဲနဲ့ကောင်းကျိုးချမ်းသာရဖို့ဆိုတာမလွယ်ဘူးလေအဲ့ဒါကိုသတိထားပြီးတော့မြတ်ဗုဒ္ဓရဲ့သာသနာပကံတိတမှာမြတ်ဗုဒ္ဓရဲ့သာသနာသို့မဟုတ်မြတ်ဗုဒ္ဓသာသနာနဲ့ပကံတိတလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ရဲ့ဟိုဘက်ကိုကြည့်လိုက်အခုလိုကမ္မတက္ကတာသမ္မာဒိဋ္ဌိတို့ဝိပဿနာသမ္မာဒိဋ္ဌိဆိုတာမကြဘူးသေးဘူးပကံဧရိယာမှာရှိကြတဲ့လူတွေမကြသေးဘူးမကြဘူးသေးဘူးလို့ပြောနော်မကြဘူးသေးဘူးအဲ့ဒီလိုနဲ့ဘဝတစ်ခုကိုစပြုတ်လာခဲ့ကြတယ်ဘသူရဲ့ကျေးဇူးနဲ့ပကံဒေသကလူတွေဟာရသော်ဘုရားရဲ့သာသနာဆုံးမတွေကိုသိရှိခွင့်ရကြတယ်လဲဆိုရင်ထင်ရှားတာကိုပြောမယ်တခြားပုဂ္ဂိုလ်တွေလည်းရှိနိုင်တယ်ပေါ့နော်အနိရုဒ္ဓထေဝလို့ခေါ်တဲ့သို့မဟုတ်အနုရုဒ္ဓလို့ခေါ်တဲ့အနောထာမင်းကြီးရဲ့ခြေဆုပဲလို့ဒီနေရာကိုရှေးရခင်ကပုခါရမဆိုတဲ့နာမည်နဲ့ခေါ်ခဲ့တာဖြစ်တယ်ပုခါရမမြို့တော်ကိုအရိမတ္တနာရှမ်းသူတွေကိုနှိမ်နှင်းရဖြစ်တဲ့မြို့ဆိုပြီးတော့အဲ့တော့ဒီအနောထာမင်းကြီးမပေါ်ခင်ကဒီဒေသမှာမင်္ဂနဲ့တရားတော်မှာမျိုးစေ့ဟာမရှိဘူးအာဓမ္မကိုဓမ္မလို့လုပ်ပြီးတော့ဟောပြောနေကြတယ်ဓမ္မကိုအာဓမ္မလို့လုပ်ပြီးတော့ဟောပြောနေကြတယ်မနန်းရဆိုရင်ရပြောရမယ်ဆိုလို့ရှိရင်ဒီအနောထာဘုရင်ကြီးဟာပထမတုန်းကအနောထာဘုရင်ရဲ့ရှေ့မှာနန်းတက်တာက
သူ့ရဲ့အကိုပေါ့အကိုလည်းတော်မယ်ပေါ့စုကတိဆိုတဲ့မင်းနန်းထက်တာဖြစ်တယ်နော်စုကတိမင်းကြီးရဲ့အမှုတော်ကိုသူထမ်းတဲ့အချိန်တုန်းကဒီနာကပကံပတ်ဝန်းကျင်မှာသူ့မုံတရစ်ဖရင်တည်ထားခဲ့တဲ့ရွာကြီး16ရွာရှိတယ်အဲ့ဒီရွာ16ရွာကိုပေါင်းပြီးတော့ပုခါရမအရိမတနာဆိုနိုင်ငံကိုတည်ထောင်တာဖြစ်တယ်အဲ့ဒီ16ရွာထဲမှာအနုရာဓဆိုတဲ့ရွာရှိတယ်အနောယထာမင်းသားဟာအနောယထာလို့မခေါ်သေးခင်ကအဲ့ဒီချိန်မှာအနုရာဓရွာကိုအပိုင်စားရတဲ့မေမှုတံမဖြစ်ခဲ့တယ်စုကတိရဲ့အမှုကိုထမ်းရတယ်နောက်ပိုင်းရောက်တဲ့အခါကျတော့စုကတိနဲ့သူ့နဲ့စိန်ခေါ်ကြတယ်ပေါ့နော်ပကံသမိုင်းမှာပြောမယ်ဆိုစိန်ခေါ်တယ်အဲ့ဒီခေတ်ကလူစွမ်းကောင်းခေတ်ဆိုတော့မလုပ်ကြမလဲမြင်းနဲ့စီးချင်းထိုးပဲစီးချင်းထိုးတယ်ဆိုတာအသေးတတ်တာအပျော်လောက်တာမဟုတ်ဘူးနိုင်တဲ့လူကရှုံးတဲ့လူကိုအသေးတတ်မှာပဲစုကတိနဲ့အနောရထမြင်းကဘာချောင်းပေးမှာမြင်းစီးပြီးတော့တုံးနဲ့တူလက်ဆွမ်းကိုပြကြတယ်ပထမစုကတိကမြင်းစီးပြီးတော့အကွက်ချောင်းပြီးတော့အနောရထကိုလှန်နဲ့ထိုးလိုက်တယ်ထိုးလိုက်တော့သူလှန်ချက်ကိုမထိပဲနဲ့မြင်းကကိုသွားထိသွားတယ်အဲ့ဒီမှာအနောရထကထိခါတော့နောင်တော့လှည့်ပြီးပြီသူ့လှည့်ပဲခဏအောင်ခံဆိုပြီးတော့မြင်းကိုလှည့်ပတ်စီးပြီးစုကတိကိုလှန်နဲ့ထိုးချလိုက်တဲ့အခါကျတကယ်ချက်ကောင်းကိုထိသွားတော့စုကတိရောမြင်းရောချောင်းထဲကိုကြပြီးတော့မျောပါသွားတယ်အဲ့ဒါဟာပကံရဲ့အစလို့ပြောခြင်းပြောလို့ရတယ်ပေါ့အဲ့ဒီကစပြီးတော့အဲ့ဒီချောင်းကိုလည်းပဲမြင်းကပါချောင်းမြင်းရောကရောပါသွားလို့မြင်းကပါချောင်းလို့ခေါ်တယ်လို့ဒီလိုလဲဆိုကြတယ်ပေါ့နော်အဲ့ဒီကနေပြီးအနောယထာဘယင်းဆိုတာဖြစ်လာတာပဲရှေးခင်ကအနောယထာဘယင်းဆိုတာမရှိသေးဘူးစုတ်တေးကိုအနိုင်တိုက်ပြီးတော့ဒီမျိုးပြကိုအုပ်ချုပ်တဲ့အခါမှာသူ့ရဲ့ဉာဏ်စွမ်းဉာဏ်စားနဲ့အစွမ်းတကူတွေတာထားလိုက်ပါသူ့ရဲ့လက်ရည်လက်သွေးရဲ့အသိဉာဏ်နဲ့သူဟာအုပ်ချုပ်တယ်ရာဇဝင်ထဲမှာတော့အထင်ကြီးအောင်တော့ဖမဘယင်းနေဟိုရင်တရားမင်းကဘာဆက်တယ်ညာဆက်တယ်အဲ့ဒါတွေတာထားတယ်တရားကိုထဲ့မပြောနဲ့တော့ဈေးကြီးနေတရားကိုထဲ့မပြောနဲ့သူ့ရဲ့လူရဲ့အရေးချင်းတွေကရှိတယ်တမန်အရေးချင်းတွေရှိတာပဲเนาะအဲ့ဒီတမန်အရေးချင်းတွေကထူးခြားတဲ့အရေးချင်းနဲ့စုတ်တေးကိုအနိုင်ရပြီးတော့ပကံထိနှံကိုသူကပိုင်ဆိုးလိုက်တာပဲဖြစ်တယ်ပေါ့အဲ့တော့သူရဲ့အမည်နာမကိုအနိရုဒ္ဓသို့မဟုတ်အနုရုဒ္ဓစာပေရဆိုရင်တော့အနုရုဒ္ဓဆိုတဲ့စကားလုံးကအနိရုဒ္ဓဆိုမချုပ်ငြိမ်းဘူးဆိုတဲ့အဓိပ္ပာယ်ရနေတယ်အနုရုဒ္ဓဆိုတာကြတော့မဆန့်ကျင်ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒီအဓိပ္ပာယ်ကပို့ပြီးတော့ကောင်းတယ်အနုရုဒ္ဓကနေပြီးအနောရထအတန်ချင်းနီးတယ်ကူးလာတယ်အတန်ကူးလာမဟိယင်္ဂနာကနေမရှိခဏဖြစ်သွားသလိုပဲတိလောကမင်္ဂလာလို့ရေးထားရနေဖတ်တဲ့အခါထိလို့မင်းလို့ဆိုဖြစ်သွားပြန်နော်တိလောကကိုပြီးအောင်မဖတ်တော့တိလောကပြောက်သွားပြီတိလောမင်္ဂလာကျတော့မင်းလောဖြစ်သွားတယ်အတန်နေပြောင်းသွားပြီးတော့တိလောကမင်္ဂလာစေရီကလည်းထိလို့မင်းလို့ဖြစ်တာပဲထိလို့မင်းလို့ဖြစ်တာအဲ့တော့အနုရုဒ္ဓကလည်းအနောရထဖြစ်သွားတာမဆမ်းပါဘူးဒါနော်အတန်ပြောင်းလာအဲ့တော့အနောရထဘယင်တက်လာတဲ့အခါကျတော့စုကတိလက်ထက်ကဘာရီကိုးကွယ်နေလဲဆိုတန္တရမန္တရာတွေစုပ်ပြီးတော့ဝိဇ္ဇာလို့ဇောကြီးလို့အဲ့ဒီလိုပုဂ္ဂိုလ်ရဲ့အစွမ်းတကူတွေကိုလူတွေကယုံကြတယ်
ရှုံကြတော့သူတို့ဟောတာအတိုင်းပဲလိုက်နာပြီးတော့လုပ်ကြတယ်အေးဘယ်လိုပြစ်မှုတွေကျူးလွန်ထားလို့ရှိရင်သူတို့ရွဆိုတဲ့တန္တရမန္တရရွတ်လိုက်တာနဲ့အဲ့ဒီပြစ်မှုတွေကပျောက်ကင်းသွားတယ်ဒါကအဆန်းမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကဗြဟ္မင်းနေလဲဒီတိုင်းပဲနော်ဗြဟ္မင်းနေလဲဒီတိုင်းပဲလောကကြီးကိုလိန်ညာပြီးတော့စားနေကြတာလိန်ညာပြီးတော့စားနေကြတာအဲ့တော့နောထားလက်ထက်လည်းအဲ့ဒီပုံစံပဲသူတို့ဟာတန္တရမန္တရအုံဖွားလှုပ်လိုက်တာနဲ့အကုန်လုံးပျောက်သွားတယ်လောကမှာရှိပါမလားအဲ့ဒါအုံဖွားလို့မန္တန်တကူနဲ့အစွမ်းတကူနဲ့ခွင်းလုံးကျွတ်ဆိုဖြစ်နိုင်မှာဖြစ်နေနော်အဲ့ဒီလားသို့တော်လူတွေကတော့ယုံမြဲယုံတာပဲခဏလေးယုံတော့မယ်ဒါတွေကယုံနေတော့မယ်အဲ့တော့အနောရဘိကြီးကတော့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဆိုမယုံမှုတာတွေကိုအဲ့ဒီမယုံတဲ့အခါမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမအစစ်ဆိုတာကိုသူသိချင်တယ်ဒါတော့ထိလန်းတော့မဟုတ်သေးဘူးအုံဖွားတွေကမရသေးဘူးအုံဖွားဆိုတာကိုသိလဲဘာကြောင့်အုံဖွားလို့ခေါ်တာတော့ဗမာစကားမှာအုံဖွားလို့ပါဠိစာပေမှာအုံဆိုတဲ့စကားလုံးကအဥမအခရာသုံးလုံးပေါင်းထားတယ်နော်အရဲ့ဥရဲ့မရဲ့အဲ့ဒီသုံးခုကိုတသန်နဲ့ထွက်အောင်ဆိုကြည့်အိမ်ရောက်တဲ့အခါခုတော့မဆိုနဲ့အောင်တသန်နဲ့ထွက်အောင်ဆိုကြည့်အောင်ဖြစ်သွားရနော်အဥမငါကြတော့စပိတ်အဥဟောအဲ့ဒါကဟိန္ဒူတွေကရွတ်ဖတ်တဲ့သူတို့ကိုးကွယ်တဲ့ဖရာသုံးစုကိုရည်ညွှန်းပြီးတော့ရွတ်ဖတ်တာအကဗြဟ္မာဥကဗိရှနုမကတိဝရှိပံအဲ့ဒီသုံးခုကိုရည်စူးပြီးအုံလို့ရွတ်တာဘုရားဘာသာနဲ့မဆိုင်ဘူးဒါသွားရွတ်เสียမလို့အုံဆိုပြီးတော့မန္တနေရွတ်တဲ့အခါမှာရှေ့ကထားပြီးတော့ရွတ်တယ်ဒီဘက်မှာအုံမဏိပတမေဟုံဆိုတာလေရှိသလိုပဲအဲ့ဒီအုံခံပြီးတော့နောက်ကဖွာဆိုတာတကယ်ကတော့ဖွာမဟုတ်ဘူးမန္တန်ရွတ်ပြီးတဲ့အခါမှာကလေးလေးတွေမတော်တဆနာသွားရင်လူကြီးတွေကဘာလုပ်ကြတော့ပုတ်ပေးပြီးတော့ဖွာလုပ်ကြတယ်ဒီရက်တော့ပြောတတ်ဘူးဘုန်းတို့စီတော့အဲ့လိုပဲကလေးလေးပုတ်ပြီးဟဲ့ဖွာကျင့်တတ်သွားအမှန်ဖွာလုပ်လို့ပြတ်သွားမဟုတ်သူအချိန်တန်လို့ပျောက်သွားနော်လူကြီးကနေပုတ်ပေးပြီးတော့ဟဲ့ဖွာလှုပ်လိုက်ရင်ပျောက်သွားအဲ့ဒါလိုပဲပါဠိစာပေမှာဖုဓမ္မကမန္တန်လို့ဆိုတာရှိတယ်မန္တန်ရွတ်ပြီးတဲ့အခါမှာဖူးဆိုပြီးတော့မှုတ်လိုက်ရတယ်နော်အဲ့ဒီဖုဓမ္မကမန္တန်ကနေဖုကနေဖွာဖြစ်သွားတာအုံဖွာဆိုလားအုံကအစဖွာကအဆုံးပဲအုံတို့ရွတ်ပြီးတော့နောက်ကဖူးလို့မှုတ်လိုက်တယ်အဲ့ဒီကနေကူးဆက်လာနောက်တစ်ခုကူးဆက်ပုံပြောအောင်မယ်မန္တန်နေလေးလာလိုက်စားတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးကြလိမ့်မယ်မန္တန်နေရွတ်ပြီးနောက်ပိုင်းမှာဆွာဟာဆိုတဲ့စကားလုံးကိုဆက်ရွတ်တယ်နောက်ဆုံးမှာဆွာဟာဆိုတာကောင်းကျိုးချမ်းသာနဲ့ပြည့်စုံပါစေကောင်းကျိုးချမ်းသာတွေဖြစ်ပါစေလို့အဓိပ္ပာယ်ရှိတယ်ဗမာတွေကတော့အဲ့ဒီအဓိပ္ပာယ်မသိဘဲနဲ့မန္တန်ကျက်ပြီးရွတ်တဲ့ကသွားဟာဆိုမောင်းချတာဖြစ်သွားဆွာဟာကနေသွားဟာဖြစ်သွားတယ်သွားဟာဆိုမောင်းတွန်တာဖြစ်သွားရောကောင်းကျိုးချမ်းသာတွေမလာနဲ့ပြေးတော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်လွယ်တိလွယ်ချော်တွေဖြစ်နေတာကိုပြောပြတာဘာမသိညာမသိနဲ့ရှောက်မရွတ်ကြနဲ့ဘာမသိညာမသိနဲ့ရှောက်မရွတ်နဲ့ပြိတ္တိပဲရွတ်ဘုရားဟောတဲ့ဟာမှအစစ်မှန်ဖြစ်သေးတယ်နော်အဲ့ဒါလို့မမမကန်နေနဲ့ပကံဒေသမှာဘုရားသာသနာအစစ်မရောက်ဖဲနဲ့မိမ့်နေတဲ့အချိန်လေးမှာတောရက်ထဲမှာလှည့်သွားတဲ့မုတ်ဆိုးတယောက်ကတထုံကကြွလာတဲ့ရဟန်းတော်လေးတစ်ပါးကိုနန်းတော်ပင့်လာခဲ့
ရှင်ဓမ္မတတိဆိုတဲ့ကိုတော်လေးကြီးညိုစရာကောင်းတယ်ဟိုးတထုံကနေပြီးတော့ဒီဘက်ကိုကြွလာဘုရင်ကြီးစီပို့လိုက်ဘုရင်ကလူကဲခတ်ကောင်းတယ်ချိလိုက်တာနဲ့ပဲဒီပုဂ္ဂိုလ်ဟာသူတော်ကောင်းမယ်မြတ်စွာဘုရားရဲ့အဆုံးအမတွေကိုဟောပြောနိုင်မှာပဲဆိုသူသိကျင်တာတွေမေးတဲ့အခါမှာဖြေပြနောက်ဆုံးမှာသူ့ဖះဟောတဲ့တရားတစ်ပုဒ်ခေါ်ပါဆိုတော့သူကဟောလိုက်တယ်အပမတောအမတပဒံပမတောမစ္ဆုနောပဒံအပမတ္တနမယန္တိယေပမတ္တယထာမတ္တမမေ့မလျော့နေတဲ့ပုဂ္ဂိုလ်ဟာနိဗ္ဗာန်ရကြောင်းအပမရဆိုတဲ့မမေ့မလျော့နေတဲ့တတိဟာနိဗ္ဗာန်ရကြောင်းတရားဖြစ်တယ်ပမတောမစ္ဆုတောမေ့လျော့ရည်မူးနေတဲ့ပုဂ္ဂိုလ်ဟာအဖန်တလဲလဲသိရခြင်းအကြောင်းပဲဖြစ်တယ်အပမတ္တနမယန္တိမမေ့မလျော့ကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ရောက်ပြီးဘယ်တော့မှမသိရတော့ဘူးရှေပမတ္တယထာယတာမေ့လျော့တဲ့ပုဂ္ဂိုလ်တွေကတော့ဘာမှမထူးလူသေးနဲ့အလားသဏ္ဍာန်တူတယ်အဲ့တော့ကိုယ့်ရဲ့ဘဝမေ့လျော့ပြီးတော့မနေရဘူးကဲမေ့လျော့တယ်ဆိုတာကိုကတမန်အဖြစ်စဉ်းစားရင်ငါတို့မမေ့ပါဘူးအိမ်ပြန်ရင်ထမင်းစားရအောင်မှာထမင်းချက်ရအောင်မှာမမေ့ဘူးလို့တယ်အဲ့ဒါမျိုးပြောတာမဟုတ်ဘူးခုနပြောတာလို့ငါတရားပွဲကပြန်လို့ရှိရင်တရားပွဲသွားတော့ကရုပ်တည်မရှိတော့ဘူးအခုကကော်ပီနဲ့ပြန်လာတယ်ဆိုတာအဲ့ဒါလို့သိရင်တော့မမေ့ဘူးလို့ခေါ်တယ်မနေ့ကရုပ်တည်ငါမှမရှိတော့ဘူးဒီကနေ့ရုပ်တည်ကအတိတ်တည်းအခုပြောနေတဲ့ရုပ်လေးကလည်းပဲအဟောင်းဖြစ်သွားပြီအကြရဲ့ပြောင်းလဲသွားပြီသာဝရမြေကြီးကစီးနေတယ်လို့ဒုက္ခနာကုမှာရှိတဲ့ရုပ်တည်နံတွေကလည်းပြောင်းလဲနေတာပါလားလို့သိလိုက်တာမမေ့တာလို့ခေါ်တယ်ကုသိုလ်ကောင်းမှုလုပ်ဖို့မမေ့ဘူးဒါနကောင်းမှုသီလဆောက်တည်ဖို့ကမ္မဋ္ဌာန်းဘာဝနာပွားဖို့မမေ့ဘူးဆိုမှမမေ့တာလို့ခေါ်တယ်အဲ့ဒီလိုမမေ့မှနိဗ္ဗာန်ရောက်ကြောင်းတရားဖြစ်တယ်မေ့နေလို့ရှိရင်နိဗ္ဗာန်ရောက်ဖို့မဖြစ်နိုင်ဘူးတန်တရားထဲမှာပဲအဖန်တလဲနဲ့သိရတဲ့အနေထားမျိုးရောက်တယ်အဲ့ဒါလေးကိုဟောလိုက်တော့အနောရဘုရင်ကြီးကသဘောကျသွားဓမ္မတရားအစစ်ဆိုပြီးတော့သူနဲ့လက်တွဲပြီးသာသနာပြုဖို့ဒီပုဂ္ဂိုလ်လေးကိုဖိတ်တယ်နောက်တော့မြတ်စွာဘုရားဟောတဲ့တရားတော်တွေဘယ်မှာရှိသလဲဆိုဘယ်လောက်ရှိသလဲဆိုရှင်းပြတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေဟာဝိနည်းက9ကျမ်းရှိတယ်သုတ်တန်နိကေ9ရက်ရှိတယ်ပိဋက3ပုံရှိတယ်သုံးဝိနည်းပြီးဓမ္မနိကေ9ပြဓမ္မခဏပေါင်း8400ရှိတယ်အဲ့ဒါတွေဘယ်မှာရနိုင်လို့ဆိုတထုံမှာရှိတယ်နော်တထုံမှာရှိတယ်ဆိုတထုံသွားတောင်းတထုံကနေပြီးတော့ပိဋကတ်တွေအစုံ30ကျော်ရှိတယ်အဲ့ဒီကနေပြီးတော့ပိဋကတ်တော်တွေရောစာပေကျမ်းတတ်စွမ်းတဲ့ပုဂ္ဂိုလ်တွေရောပကံကိုပင့်လာခဲ့တာအဲ့ဒီမှာ2ဝါဒရှိတယ်အနောရဘုရင်ကသွားပြီးတော့စစ်တိုက်ပြီးတော့အနိုင်ကျင့်ယူခဲ့တယ်ဆိုတာလည်းရှိတယ်သို့တော့ဆရာကြီးနိုင်ပန်းလာကအဲ့ဒီဟာကိုသူမယုံကြည်ဘူးတဲ့နော်မယုံကြည်ဘူးအဲ့ဒါလို့နိုင်ကျင့်ပြီးတော့ယူတာမဟုတ်ဘူးအဲ့ဒီအချိန်မှာမနုဟာဘုရင်ကြီးကအင်အားနည်းနေတဲ့အချိန်ဂျွန်စစ်တီတွေကမကြာခဏလာတိုက်လို့အင်အားနည်းနေဒါကြောင့်မို့အနောထာစီရင်ကလည်းစစ်ကူတောင်းမှုတယ်တထုံသာသနာဟာဂျွန်စစ်တီတွေဟိန္ဒူဝါဒကြီးစိုးနေတဲ့ဂျွန်စစ်တီတွေဟာမကြာခဏဝင်တိုက်သည့်အတွက်ကြောင့်တထုံမှာရှိတဲ့ဗုဒ္ဓသာသနာဟာစိုးရိမ်ကြဖြစ်နေတယ်ဒါကြောင့်မို့ပကံရွှေ့တာကောင်းတယ်ဆိုပြီးတော့ဘာကြောင့်တော့သူကအကြောင်းပြထားတယ်မနုဟာဖရာနာမှာနံဖရာဆိုတာရှိတယ်တဲ့ဘုန်းကြီးတော့သိချာမသိဘူးနံဖရာဆိုတာမနုဟာဘုရင်ကြီးကိုသိသိချာချာနန်းတော်နဲ့ဆောက်ပြီးတော့ပြုစုထားအဲ့တော့မနုဟာဘုရင်ကိုနိုင်ကျင့်ပြီးတော့ပိဋကသုံးပုံယူတယ်ဆိုတာသူကလက်မခံအဲ့ဒါဆောင်းမဖတ်ရတယ်နော်ဒါတော့သမိုင်းဆိုတာကတော့အဲ့ဒီခေတ်ကမိခဲ့တဲ့လူတွေပဲသိမှာပေါ့နော်ဖြစ်နိုင်တာတွေကတော့ဖြစ်နိုင်အဲ့ဒါလို့
တထုံကပိဋကတ်တွေကုန်ယူလာတဲ့စတ္တပိဋကပုဂ္ဂိုလ်တွေယူလာပြီးတော့သာသနာတော်ကိုအနောထဘုရင်ကြီးကချီးမြှောက်လိုက်တာပကံတိသပရိယတိစာပေတကြွတဲ့ပုဂ္ဂိုလ်တွေနဲ့လွှမ်းသွားတယ်ဘလောက်ထိလွှမ်းသွားတော့ဆိုရင်ပါဠိစာပေမှာတီဟိုဘုန်းကြီးတွေကလက်ဖြားခါလောက်အောင်ပါဠိအရေးသားကျမ်းတွေပေါ်ထွက်ခဲ့တယ်ကာရိကာဆိုတဲ့ခါထာတွေနဲ့ရေးတဲ့တရာကျမ်းတရဏိတိလို့ခေါ်တဲ့သုတ္တမာလာပဋ္ဌာမာလာဓာတုမာလာဆိုပြီးအခန်းသုံးခန်းနဲ့ကျမ်းကြီးအကြီးပဲရေးထားတယ်ကျမ်းတစ်ကျမ်းကိုသုံးပိုင်းပိုင်းနဲ့တရဏိတိဆိုတဲ့တရာကျမ်းကြီးဟာစာမျက်နှာ300ပတ်ဝန်းကျင်ရှိတယ်အားလုံးစာမျက်နှာ900လောက်ရှိတဲ့ကျမ်းကြီးပေါ့နော်တော့ခွဲပြီးတော့ရိုက်ထားတယ်အဲ့ဒါပကံဒေသမှာအနောထမင်းကြီးစတင်ပြီးတော့လှုပ်လိုက်တဲ့သာသနာဘယ်တိုင်းထာထိရောက်သွားတော့ဆိုတော့ပါဠိစာပေတွေပကံဒေသကြီးတစ်ခုလုံးဘုရားရဲ့တရားတော်တွေလွှမ်းမွေးသွားရမြတ်မကဒီကနေ့မြန်မာနိုင်ငံပရိယတ္တိသာသနာတည်ချမ်းနေတာအနောထမင်းကြီးနဲ့ရှင်ရဟန်းတို့ရဲ့ခြေဆုလို့ဒီလိုမှတ်ရမှန်ပါနော်အဲ့တော့တိုးတက်ခြင်းဆုပ်ယုပ်ခြင်းဆိုတာတော့လောကရဲ့သဘာဝပဲတိုးတက်တဲ့အခါတိုးတက်မယ်ဆုပ်ယုပ်တဲ့အခါဆုပ်ယုပ်မယ်အဲ့ဒါကိုသတိထားပြီးတော့လောကရဲ့သဘာဝမှာတိုးတက်ခြင်းရဲ့အကြောင်းတရားတွေကိုတိုးတက်တွေစူးစမ်းရမှာဆုပ်ယုပ်ခြင်းရဲ့အကြောင်းတရားတွေကိုတိုးတက်တွေဖယ်ရှားပြီးတော့တိုးတက်ခြင်းအကြောင်းတရားတွေကိုတိုးတက်တွေလှုပ်ဆောင်ရမှာလို့အဓိကအပြင်တစ်ချိန်ကာလတုန်းကဒီပကံဒေသမှာမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာလွှမ်းခြုံပြီးတော့ကြီးပွားနေတယ်ဒီကနေ့ခေတ်ပကံမျိုးသူမျိုးသားတွေရဲ့ယဉ်ထဲမှာလည်းမြတ်စွာဘုရားရဲ့အဆုံးအမတရားတွေထင်ကြံနေတယ်ပြင်ပရုပ်ဝတ္ထုပစ္စည်းတွေကတော့နှစ်ပေါင်းကြာလာတဲ့အခါမှာဟောင်းလွှမ်းသွားတာတော့မနေဒါပေမဲ့လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေတို့ရင်ထဲမှာထာဝရသိလွင်နေအောင်တို့တွေကြိုးစားမယ်မကောင်းဘူးလားကောင်းပါဗျာဖရာပထိုးတွေဟောင်းနှွမ်းနေတာထားလိုက်တဘာဝတရားအရာဟောင်းနှွမ်းမယ်ပျက်စီးမယ်သို့တော့တို့ရင်တွေကအနောထဘုရင်ကြီးရှင်ရဟန်းတို့တိဆောက်သွားတဲ့မြတ်ဗုဒ္ဓရဲ့ဆုံးမသာသနာတော်တွေဟောင်းနှွမ်းမသွားအောင်ပြိုကျမသွားအောင်ဘသူတွေလုံးဝမှာတော့ဆိုတို့တွေလုံးဝမှာပဲဒါကြောင့်မို့ပကံဒေသနဲ့မြတ်ဗုဒ္ဓသာသနာဟာအစင်ထာဝရလက်တွဲပြီးတော့ဒုဒေသမှာမြတ်ဗုဒ္ဓရဲ့ဆုံးမတွေဒုရင်တွေကထာဝရသစ်လွင်နေအောင်ဒုတွေကြိုးစားအထောက်ကြရမှာဖြစ်တယ်ဆိုတာကိုစီတတိထားကြဖို့လိုအပ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့ဆုံးမလို့ခေါ်တဲ့မြတ်ဗုဒ္ဓသာသနာပကံဒေသမှာနောထဘုရင်ကြီးရဲ့ကျေးဇူးနဲ့ရရှိထားတဲ့အတိုင်းဘုရားသာသနာရဲ့သင်္ကေတများဖြစ်တဲ့အဆောက်အဦတွေဟောင်းနှွမ်းသွားတော့လေရှင်ထဲမှာရှိတဲ့ဘုရားရဲ့အဆုံးအမအသည့်တွေတို့တွေထာဝရသစ်လွင်နေအောင်ကြိုးစားအထောက်ကြမယ်လို့ကိုစီတတိထားပြီးကျင့်ကြံပွားများကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဖေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘ
Polanda Duka Pingasa Mita Boning Du Tingama Manodra Di Davidam Bawayan Du Dugandaka Mita Boning Du Tingama Subampu Amidada Hu Yao Yu Bawing Wilamini Yao Nyi Shayo Bonsoya Jenya Davidan Jime Udong Lozo Myazwa Tadwa Dui Manodra Di Myam Shusin Ichi Lindi Yizin Pitin Sainaloni Hudo Ye Aini Adrenai Duka Pingasa Centaura Imya Jita Taya Puanan Chanda Duka Di Hudo Kumudra Javanudi Polanda Wanda Shemu Womo Lule Jinuwe Jong Pubwenya Goni Pive Tuganaga Leo Lide Yoshet Timpiam Bididi Hudo Yananudi Pawayan Du Gong Swametui China Yuni Javasi Gondadi Sero Shindumia Bia, the Vero Chesono Ukai, Shouta Abadi Bia, Tama Buza Luranjan season, Pibadi Bia. Jene, Tondona Shisa de Kune, the Borellas and Choyan Ninai, Jimbado, Pagam Saya, Tutia Wordway, Sero Bia Dilago, the Marigo, Pinago Buzodo Apien, Ubanye Yondes and Midazuruma. Dhamma Buza Lurongwe Ma Chatain Nase Diribabaya To Dhamma Buza Lurongwe A Uye Mientoma Second Lurambi Searobiaji Ikapia Karaga Uchami Auma Lekan Sangyo Bibayan Liza Zwa Panja Abarikmia Tadu, Tadu, Tadu. Now that the pan, Tadanai Daigaji Ujote on Tadanai Daigamaji, Domimi Samin, Ubanye Yodes and Midazuruma, Tama Buza Lurongwe, Nade Jatidi Bapea, to Tama Buza Lurongwe A, Tadanai Daigaji Ujote Alma. Second Luram Bibayan, Liza Zwa Panja Abadi Kamya. Tadu, Tadu, Tadu. Now that the pan, Pagam Yudu Muda Bounty, Newima, Nayoja Gono, Tiana Peda Bounduma. Searopia Dilago, Tamarigo, Pinagono Buzodo Apie, Tama Buza Lurongwima, Conesen Ade lay down Jatidi Babea, told Tama Buza Lurongwe A, Tadanai Daigaji Uema Seka Bibayan, Liza Zwa Panja Abadikmia, Tadu, Tadu, Tadu. Sarah Shudumia, Jane Jimado, Tama Buza. Alurongwe Susu Bama, Chatain Teani, lay down Jatidi Babia. He's a quality guy. Sarah Shindumia, Piano. Jene Pulo Yado Dana Gudu, Saudi Yado Dila Gudu, Pamia Yado Bawana Gudu, Pulo Yado Wiyawusa Gudu, To Gudu Susuru A, Jezet Doncha, Amia Wiyan, Anu Morona, they are seen of Bibayan, the Vido Chizono Ukai, Shouta Abadi Pia. Alan Soja, Shimpeya, Yarvido Dodi. Tama Adinyan
ရရှိမှသာလင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ရှင်ကျင်ပါပြုလို့ကြ၍သမ္မတဌာနာဓမ္မဒါနာတရားအလူတော်ကိုပေးလူကြပါကုန်၏တရားတော်မြတ်ကိုယုတိလေးမြတ်စွာမမတ်သာသာအာယုန်ထားလျက်အာကြာကြပါကုန်၏တရားတော်မြတ်ကိုတတဗ္ဗဝတ္ထုစုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုပေးလူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာကုသိုလ်စေရနာဖြာဖြာတို့သည်ဒုက္ခခတ်သိချုပ်ငြိမ်းရမှန်ယနိဗ္ဗာန်ဤအကြောင်းထောက်ပံ့ဖြစ်ပါစေသာရှင်ဖျားဤကောင်းမှုဤဖို့ပါကကိုအမိအဖာအဖို့အဖွာဆရာသမားမဆာ၍ကဘာသူကဘာသာဒုနပြမတတဝများတို့အားညအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှပြချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာလုံးကြာကြသမျှအမြအမြတော်မူကြပါကုန်တရားချစ်ခင်ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာဆရာတော်ဘုရားကြီးသီလဂုံတမာတိဂုံပညာဂုံတို့ကိုပူဇော်သောအဖြစ်ညီညာဖျဖျမေတ္တာပို့တာကြပါအောင်စို့သူတော်ကောင်းတို့ဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းကြည်ကင်းပါ